အားလုံးပဲမင်္ဂလာပါ eFootball Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ eFootball ရဲ့နည်းနည်းတဲ့ skill တစ်ခုဖြစ်တဲ့ soul control အကြောင်းကိုအသေးစိတ်ဖော်ထုတ်သွားမှာဖြစ်ပါတယ်တချို့တွေကဒါဟာမလူအပ်ဘူးလို့ထင်ကြတယ်တချို့ကတော့မရှိမဖြစ်ပဲလို့ယူဆကြတယ်တကယ်တော့ဘယ်လိုလဲ soul control skill ကဘောလုံးဆွဲတာပိုမြန်စီးတယ်လို့ထင်နေလားတကယ်တော့အဲ့လိုမဟုတ်ပါဘူးဒီ skill ရဲ့တကယ်အသုံးဝင်ပုံကို10မိနစ်အတွင်းပြောပြပေးမယ် skill move တွေလုပ်တဲ့အခါအရှင်ချင်းကမကွာပါဘူးဒါပေမဲ့ soul control ရဲ့အသက်ကဘောလုံးဖမ်းတာ ball trapping ပါဒီ skill ရှိရင်ဘောလုံးကိုခြေပွားနဲ့တေချာဖိကြပြီးဖမ်းတဲ့အတွက်နောက်ထပ် pass ပေးတာဒါမှမဟုတ်ကန်တာတွေလုပ်ဖို့ပိုမြန်ပြီးပိုတီးငင်သွားပါတယ်နောက်ပြီးဒီ skill ရှိမှာ special double touch ကိုလုပ်လို့ရမှာပါ PC နဲ့ console ထမဆိုရင်တော့ not con login နေရာမှာပိုပြီးတွက်လက်သွားစေပါတယ်အချို့ပြောရရင်ဘောလုံးထိန်းတာပိုကက်ချင်တယ်တော့ထည့်ထားပါဒါပေမဲ့ one touch pass တို့လို skill လောက်တော့အရေးမကြီးပါဘူးဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် eFootball နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအတွက်ကျွန်တော် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်